Ninayo hewa toko Angkumini kupate Adunya kupate aja Acana Ati kawasan mai Ojai saya Kuna kutai mai Ojai mu Kamu cari kuat Bersama Izina Nyai Jai Go Uti Yom Nyai Jai Go Lare Nyai Jai Go Wai Rosin Ajo Dasa Izino Mimi Doga Tia Laya Ta Duk Kijara Di Kijara Ta Adamini Telu Pifa Laya Mama That is in that. And Tigane Kora Assemblia came in a Nayjani. Deda Tine Ejani. Silo Yumu Si Yedo and a swim ribo. Was it only that? Who came in and two a pure mess with him? Is Georgian as Tina each and yellow by the ship. Ship down with the machine. Ship down with the machine is a Payao ship. Is a Payao Pali Pata. Now you will now we are Taman Gita Udasana. Awurina sa Tamandi Eda Damo Tanagano. Eda Namanugaro Yangbe Takua Nero Yango Sintan Chindi Najan Nero Mayana. Tabea Yango Sindanji Matuma Dale Najan Yedi Yanayi Abiasra Edo Sindaji Kabama Sintinida Sineda Pisina Najan Yana The Sintinida Nagagia Sineda Pisina The Geo Najan Yana Now, alumni, amen. And I don't know who's there. Najan, and Lucy there, shifted out Lucy. And you know, Namanaga in there. Namanaga, keeping in there. A Gua, a poem, a poem, a poem, she will not have a prayer, Malula a prayer, purpose is important. Silulare prayer, Silulare prayer, the prayer she. Edo Silulare prayer, Silulare prayer. Simatabelet, Najan Yumyana. Was no Sadomasi, Julia. Simatabelet, Najan Yuda. Sadova she Mohdra Sadova Piano Mohdra Nature Blue there Simatabelet to Miana Yam Pole. That's what I promise to let you on to go to Pion. See you to Tago, go to See you and I never see a day on them, the Nijaro, Payama Modraga, Najan Yama. A good Silula, looking in a Malula, Malula, good 12, a object gone. Good to it now. Piano Modra, better say never on the river. To Miaka, better say go, to that better say Pio, see you later. The get again, and change other, the penny
မင်းလူကိုကြည့်လိုက်ပါဘယ်တစ်စိတ်ကဘယ်လိုဖြစ်နေတယ်လဲအဲ့လိုပြောလာတဲ့ခါကျတော့ညာသူဘက်ကသူ့လူတွေကအားလုံးကြည့်လိုက်တော့မဟုတ်တာလူကြီးဖြစ်နေတယ်အဲ့တော့နောက်ပိုင်းကျတော့သူကရှုံးသွားနောက်ပိုင်းကျတော့မကြည့်နားလည်းပြောလို့မရဘူးနောက်ပိုင်းကျတော့ရှစ်မတက်တော့နဲ့ငြိမ်းချမ်းရေးယူသွားတယ်အခုလည်းခုနပြောသလိုရှင်းလိုလာတဲ့ဖွဲ့တယ်မလိုလာတဲ့ဖွဲ့မလိုလာတဲ့ဖွဲ့ကမတိုက်ပဲနဲ့ရအောင်ယူမယ်ငြိမ်းချမ်းရေးဆရာတော်တန်ခါတော်များရှင်ပြတို့လည်းသိစောကခုနကထာဟုတ်လဲဆိုတော့ကိုရကိုဒေတာမတည်ငြိမ်တဲ့နေရာမှာကြည့်ပါကိုယ်တိုင်လည်းနေလို့မရကိုရရွာသူရသားလည်းနေလို့မရရွာသူရသားမရှိရင်ဘာရတော့ကျောင်းထဲမှာနေလို့ရသလားမရခုကျုပ်တို့ကြည့်ကျုပ်တို့မျိုးကြီးဦးဇင်းတို့သိရှိတယ်ကျောင်းထဲမှာမနေရဘူးတက္ကမမရှိတော့ဘုန်းကြီးလည်းနေလို့မရအဲ့ဒီတော့ဒေသတည်ငြိမ်အေးချမ်းမှုမရှိရင်ဒီလိုလိုတန်ခါတော်များလည်းဘာတတ်နိုင်မှာလဲဗျာအဲစဉ်းစားအဲကြောင့်အဲ့ဒီငြိမ်းချမ်းရေးလို့ရှိရင်ခုနပြောသလိုဘာလို့ရမလဲရှေ့ရှောင်ရှေ့မဖြစ်အောင်လုပ်ရရှေ့ကိုရှေ့နဲ့ဖြည့်ရှင်းရင်ဘယ်တော့မှငြိမ်းချမ်းရေးကိုမရနိုင်ဒါဘုရားဟောစကားပါအဲ့ဒါကြောင့်မို့အလုံးရဲ့ဒီနေ့ရောက်လာကြတဲ့တိုင်ကားတော်များပါတီကောင်းဆောင်များတဘုချုပ်အတိအကျအလုံးကနေတော့အထောက်ရမှုရာသူရသားအလုံးပါမကြဒီနံပါတ်1 2 3 4 5ဝိဇ္ဇနေနဲ့သဘောမတူတာမရှိဘူးနံပါတ်6နံပါတ်9ကြည်သင်ကူပြောင်းရေးကိုသဘောထားပြပါဆိုတော့ကြည်ကူပြောင်းတာဦးဇင်းတို့အပြည့်မဆိုပါဘူးခုနကမှဆရာကပြောသလိုကိုဒီတိုင်းနေဖို့တစ်ဖက်နဲ့တစ်ဖက်ကိုအရှင်းပြအောင်တော့အရှင်းပြမှလည်းဒေသတည်ငြိမ်မှုရှိမယ်အဲဒါကြောင့်မို့အဲ့ဒီအသင်ကူတော်ရှင်ကိုလည်းလူစင်းနေနဲ့ကြံပြုလို့တာကပြန်ပြီးတော့ဒေချာသုဒ္ဓဘာဆင်ရှင်ပါအဲကြောင့်မို့ဒီနေ့ပြောတာအဲ့ဒီဒီနေ့တော်များများ6ခေါ်အလောက်ရဲ့အဲကြောင့်မို့ငြိမ်းချမ်းရေးပါပြုလို့လိုချင်တဲ့အားလုံးသိပါဦးဇင်းတို့ဘိုးရင်တို့ကထပ်လေးပြတက္ကပြလာကောင်းစီလက်ထက်ဦးဇင်းတို့တိုင်းသားတွေဟောဌာနငံပဲကိုအများကြီးရောက်သွားတာဌာနငံပဲရောက်သွားတဲ့အခါကျတော့သူများပြုသလိုသူများကျွေးသလိုစားရနေရအခုဆရာတော်နဲ့ဆရာတော်သာသနာပြုဆက်လာတဲ့နောက်ပိုင်းမှာဒီနေရာဒီနောက်မှာအများကြီးအေးချမ်းပါဘူးအေးချမ်းတဲ့အခါကျတော့ပြည်သူလူထုလည်းကိုယ်ရောစိတ်ပါချမ်းသာရန်တဲ့ကများတော့သူတို့လည်းပြည်သူလူထုစိတ်ချမ်းသာရင်သူတို့လည်းချမ်းသာတာပဲပြည်သူလူထုမှာချမ်းသာတာကိုကိုယ်ကနေရောဥပ္ပခါပြုမယ်လို့ရှိမယ်ရှင်းကိုပဲလို့လာရှင်တယ်ဆိုရင်တော့စဉ်းစားကြပါလို့ပြောကြရင်ဒီစဉ်ဒီလောက်နဲ့ပဲနေကောကံကပြောကြပါလေဩဆုံးလာစား